ကဲအားလုံးပဲမင်္ဂလာပါဖူဘောတဲ့ idea channel ကနေရောညီကိုတို့အားလုံးပြန်လဲကြိုဆိုလိုက်ပါတယ်မနေ့ကကျွန်တော်ဗီဒီယိုတင်ပေးခဲ့တဲ့နာပိုလီနဲ့ဘောလောနာပွဲမှာကျွန်တော်ခံမှန်းခဲ့တဲ့အတိုင်းနာပိုလီအသင်းအနေနဲ့စူပါဖလားချန်ပီယံဖြစ်ခဲ့တယ်ဗျကျွန်တော်ဗီဒီယိုကိုကြည့်လိုက်ရတဲ့ဘရာဇားတွေနဲ့ရလိုက်မယ်လမ်းလိုက်မယ်လို့ကျွန်တော်ထင်တယ်ကျွန်တော် Telegram channel မှာချပေးခဲ့တဲ့3သိန်းပေါင်းဟာဆိုရင်လည်းအကုန်လုံးအောင်ခဲ့တာကိုတွေ့ရတယ် Telegram ကညီကိုတွေအားလုံးပျော်ရွှင်ရလိမ့်မယ်လို့ထင်ပါတယ်ဗျဒါကြောင့်မလို့မ join ရသေးတဲ့ညီကိုတွေရှိရင်ကျွန်တော် Telegram channel လေးကို join ပေးကြဖို့ကျွန်တော်ဒီကနေပဲဖိတ်ခေါ်လိုက်ပါစေခင်ဗျ Okay ဒီနေ့ညမှာအင်္ဂလန် EFN Flower Quarter Final ပွဲစဉ်တစ်ပွဲဖြစ်တဲ့ 100% အနိုင်ရနိုင်မဲ့ပွဲကောင်းတစ်ပွဲကိုကျွန်တော်ရဲ့ brother တွေအတွက်ကျွန်တော်ကနေပြီးရွေးချယ်သုံးသက်ပေးမှာပဲဖြစ်ပါတယ်ဗျအဲ့ဒီပွဲကတော့ Emirates Stadium မှာကစားသွားမယ် Arsenal နဲ့ Crystal Palace ပွဲစဉ်ပဲဖြစ်ပါတယ်ပေါက်ချစ်ကတော့ Arsenal ကနေပြီးတော့တစ်လုံးကိုတည်ရည်ချေးပေးထားတယ်ကိုပေါင်းလေးအနေနဲ့ကနှလုံးကိုအပြည့်ရှုံးပေးထားတာကိုတွေ့ရတယ်ဗျ Head to head ရ Arsenal က Crystal Palace ကို16ပွဲနိုင်3ပွဲရှုံး9ပွဲတည်ကြထားတာကိုတွေ့ရတယ် Arsenal တို့အနေနဲ့နောက်ဆုံး9ပွဲမှာ4ပွဲအနိုင်ရရှိထားသလို Aston Villa ကိုအဝေးကွင်းမှာရှုံးနေထားတာကိုတွေ့ရတယ်ဗျ Crystal Palace တို့ကတော့နောက်ဆုံး9ပွဲမှာ2ပွဲနိုင်1ပွဲတည်နဲ့2ပွဲရှုံးရလက်ကိုပိုင်ဆိုင်ထားတယ် Arsenal အသင်းအနေနဲ့ဒီရာသီ Premier League ဇယားမှာ39မှတ်နဲ့အတူထိပ်ဆုံးနေရာမှာရပ်တည်နေတာကိုတွေ့ရတယ်ဗျ Champions League မှာလည်း18မှတ်နဲ့အတူဇယားထိပ်မှာရပ်တည်နေတယ် Team Form ကအရန်ကောင်းနေသလိုခြေစွမ်းကတည်ငြိမ်နေပြီးတော့ဖလားဆုံးပြေးလန်းကြောင်းပေါ်မှာထိပ်ဆုံးကနေပြီးပြေးနေတာကိုကျွန်တော်တို့အားလုံးသိကြတယ်ဒါကြောင့်ကျွန်တော်ကတော့တူပြောမနေတော့ဘူးအိမ်ကွင်း Emirates မှာကစားသွားမယ်ဂန်နာတွေဘက်ကပဲရှိနေမယ် Arsenal body ကြိုက်တယ်ဂိုးပေါင်းလေးရဆိုရင်တော့ဂိုးဘော်လေးရွေးချက်ပေးခြင်းပါတယ်ဗျအဆုံးထိချီသွားပေးတဲ့အတွက်ညီကိုတို့တယောက်ချင်းစီတိုင်ကိုကျေးဇူးတင်ပါတယ်ဝယ်အောင်လေးမောင်တဲ့လေးလည်းတင်ဆက်ပေးတော့မှာမလို့ကျွန်တော်ရဲ့ Telegram channel လေးကိုလည်း join ပေးကြပါအောင်ဗျ